ဝယ်ပြီးပဲနဲ့နေပြီးအများပေးလဲလားပတ်စစ်ပလောက်ပေးလဲမဆေးရဝယ်စုထားချစ်လို့လားကဲဝယ်ယူအားပေးတဲ့ကိုချစ်တယ်မမဆေးတို့စီမလေးဝယ်ပြီးတော့ပစ္စည်းလေပြန်ချောင်းမရမှာတော့ပြန်လဲမရမှာတော့လုံးဝစိတ်ပူစားမလို့ဘူးနော်ဘာပဲဆိုမမဆေးတို့ကတက်ဖို့မြင့်နဲ့လဲမယ်ဆို0ရောင်းမယ်ဆိုမှအဲ့ရခိုင်နှုတ်ပဲနော်ကိုချစ်တယ်နော်ဘာပဲဆိုရင်မမဆေးတို့စီမဒီလိုမျိုးဆွေးပါတဲ့ပလဲအထယ်လေးမှတ်တယ်မြောက်အားလုံးကတက်ဖို့မြင့်နဲ့လဲမယ်ဆို0ပဲရောင်းမယ်ဆိုမှအဲ့ရခိုင်နှုတ်ပဲကိုကအိုးမဆေးရေမဆောက်ချေဘူးပလဲလေးတွေလည်းဝတ်ချေတဲ့ဘာညာဆိုတဲ့ကိုချစ်တွေတွဲကကြောက်တော့ဒီလိုမျိုးပစ္စည်းတစ်ခုဝယ်ထားပြီးဆိုရင်နှစ်နှစ်ပြဝတ်လိုက်နှစ်နှစ်နဲ့အထက်ဆိုမမဆက်တော့2ရခိုင်တော့3နှစ်ဆို3ရခိုင်တော့4နှစ်ဆို4ရခိုင်တော့5နှစ်နဲ့အထက်ဆို9ရခိုင်တော့အမြတ်တွေပေးနေပြီဆိုတော့ကိုချစ်တွေပလဲဝယ်ပြီးမဆောက်တဲ့အပြေကိုမှကိုကဝတ်ရတာအမြတ်ဖြစ်သွားပါတော့ခါတိုင်းဆိုရင်တော့ဆွေးထက်ပဲဝယ်အရုပ်တိတ်ကဆောင်းတယ်ပလဲထက်ကြောက်ထက်စိတ်ထက်ဘာအထက်ပဲဝယ်ကိုကကြောက်တော့အဆုံးရှိတယ်ပါစိတ်နဲ့များရင်များတော့လို့အဆုံးရှိတယ်နော်ဘာဖြစ်ဆိုမဆေတို့စီမှာဟောတော်တော်မျိုးအမြတ်အစောယေဒနာဆိုင်မှာတများဆွေးဆိုင်မှာတများကဆွေးမှာဆိုလဲအရုပ်တွင်းနဲ့မဆေတို့ကအရုပ်တိတ်မှာပဲအမြတ်ယူရတာပေါ့နော်ဒီလိုမျိုးပလဲထက်လေးပါလေးကြောက်ထက်လေးစိတ်ထက်လေးဆိုလဲမဆေတို့ကဒီအရုပ်တွင်းလေးတွေပဲစားရတာပေါ့နော်အခုကကြောက်တော့လုံးဝကိုမှဟောတော်တော်မျိုးအရုပ်တွင်းလေးလဲမဆေတို့ကလုံးဝကိုမှနဲလေးပဲယူထားတဲ့အပြစ်ကိုမှကိုကကြောက်တော့တာဖုန်းကြီးနဲ့လဲမယ်ဆိုလဲ0ရခိုင်နှုန်းတဲ့လောက်ပေးသေးတဲ့အပြစ်ကိုမှနည်းနဲ့အထင်းဆို2ရခိုင်နှုန်းကနေအများနဲ့စပေးနေပြီမို့လို့ကိုကအများကြီးမဆောက်တော့ဘူးလုံးဝမဆောက်ချင်ဘူးဆိုနည်းနဲ့အတိတာပြရဝလိုက်လုံးဝမဆောက်တော့ကိုချစ်နေနော်ပလဲခါလေးကိုစိုက်တိုင်းချလိတ်ချနဲ့လုံးဝမဆောက်တော့တာဖြစ်တဲ့အတွေ့ကိုလာရောက်ဝယ်ယူအားပေးဖို့မမစစ်တို့ဟိန်းနဲ့ဒီကလေလုံးဝကိုမှပလဲအထက်ဆွေးပါတဲ့ပလဲထက်မှတမြောင်ပထမဦးဆုံးအမြပေးပြဝဲတာမမစစ်တို့ရဲ့ဟိန်းနဲ့ဒီပလဲရတနာဆိုင်ပေါ့နော်အဲကြောင့်မလို့ပလဲထဲလေးတွေဝယ်ပြီးတော့ဆုံးသွားမှာလို့မမစစ်နော်ပါစင်းနဲ့အများကြီးဆုံးပြီးရောက်မှာတော့ဘာတို့ညာတို့စိတ်ပူကြမလို့မမစစ်တို့ကတခါတည်းကြော်ညာထားပြီးသားတာဖုန်းနည်းနဲ့လဲမယ်ဆို0ရောင်းမယ်ဆိုမှအဲ့ရခိုင်တော့ပဲကိုချစ်နေနော်ကဲပလဲထဲလေးတွေကိုကိုအဆောင်နေတဲ့ဝတ်ချေတာဖြစ်ဖြစ်နော်ကိုတိုင်ပဲဆွဲချေတာဖြစ်ဖြစ်ဒါမှမဟုတ်လဲသူများကိုလိမ့်ဆောင်ပေးချေတာဖြစ်ဖြစ်မစစ်တို့မှာဟောတယ်လို့မျိုးပစ္စည်းလေးတွေကိုဈေးနှုန်းနဲလေးပေါ့နော်ခုနှစ်သိန်းဝတ်ချေတာနေစပြီးမှမစစ်တို့စီမှာခုနှစ်သိန်းဝတ်ချေတာနေစပြီးမှအသုံးပြုလို့ရပါပေါ့နော်ကိုသုံးချေတဲ့ငွေအမောက်လေးကိုပြောပြီးတော့မစစ်တို့ရဲ့စိုက်ခွဲ4စိုက်သလုံးမှာလာရမဝယ်နိုင်ဘူးဆိုရင် online မှာလည်းပဲမေလေးတွေကိုအသေးစိတ်အနီးကပေါ့နော်ဈေးနှုန်းလေးတွေရောပုံလေးတွေမနာတာအားမနာတာပြခိုင်ပေးလို့ရတယ်ဆိုတဲ့အကြောင်းလေးတည်းခေါက်လေးပါပေးတာနော်မမစစ်အကောင့်ထူးတွေအများကြီးထွင်နေတာမို့လို့လူလိတ်တွေလက်ခံထိနေတာမို့လို့ပေါ့နော်အဲကြောင့်မမစစ်ရဲ့ဒီ TikTok အကောင့်အပေါ်မှာဆိုရင်399510ထောက်ချရ39ခေါ်စစ်910ထောက်ချရမမစစ်တို့ရဲ့ Hey နဲ့ဒီ Facebook page ကိုလည်းလိတ်လေးချထားပေးတယ်ပေါ့နော်မစစ် YouTube အကောင့်လည်းရေးထားပေးရနော်အဲ့ဒါကိုအသေးစိတ်စီစိတ်ပြီးမှနော်လုံးဝကိုမှအကောင့်ထဲကိုအတူမဟုတ်အစိမ့်မဟုတ်ဆိုတာတေချာစီစိတ်ပြီးမှမမစစ်တို့ပစ္စည်းဝယ်ပေးပေါ့နော်မမစစ် TikTok အကောင့်မှာဈေးမရဘူးနော်လာဝယ်မယ်ဆိုမမစစ်တဲ့ Hey နဲ့ဒီ Facebook page Messenger မှာလာရောက်ဝယ်ယူအားပေးနိုင်တယ်လို့399510ထောက်ချရ39ခေါ်စစ်910ထောက်ချရဘိုင်ဘာမှာလဲလာရောက်ဝယ်ယူအားပေးနိုင်တဲ့ဆိုချက်ကြောင်းလေတည်းကောင်းလေးပါပေးတာနော်မေးထားတဲ့ညီမလေးရဲ့အယောင်လဲတွေ့လာဝစိတ်ပူကြမလို့ဘူးနော်တာဖုန်းင်းနဲ့လဲမဆို0ရောင်းမဲ့ဆိုမှအဲ့ရခိုင်တော့ပဲကိုချစ်တယ်နော်ကိုကမဆုံးချင်ဘူးဆိုရင်တော့နှစ်ပြအောင်ဝုတ်ပေးရမယ်နှစ်နဲ့အထက်ဆို2ရခိုင်တော့3နဲ့ဆို3ရခိုင်တော့4နဲ့ဆို4ရခိုင်တော့5နဲ့အထက်ဆို9ရခိုင်တော့အမြတ်တပေးနေပြီဆိုတော့ကိုချစ်တွေပလဲဝယ်ပြီးမဆုံးတဲ့ဆိုင်ကမမဆက်တော့ဟိုင်းနဲ့ဒီဆိုင်ပေါ့နော်ကျေးဇူးတင်တယ်နော်ပြဖြေပေးလိုက်ပြီနော်ဘိုင်ဘိုင်